30ရက်17လ2025အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့မန်ယူနီးပြအာမိုရင်ကပတ်ဒရစ်တိုကူဘောလုံးကိုထိတိုင်းစိုးရိမ်ပူပန်မှုကိုခံစားရနိုင်ပါတယ်ကျွန်တော်လည်းစိုးရိမ်ပူပန်မှုကိုခံစားရပါတယ်သူပို့ပြီးစိတ်ငြိမ်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒိမတ်အသေးနဲ့ကစားတော့ကသူရန်ကောင်းတဲ့ဂိုးတကုတ်ကိုသွင်းယူခဲ့ပါတယ်ဖီအားတွေရဲ့အောက်မှာသူချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကကျွန်တော်တို့အသင်းမှာသူချမှတ်နေတဲ့ဆုံးဖြတ်ချက်နဲ့လုံးဝကွာခြားနေပါတယ်လို့ဆိုလိုက်ပါတယ် AC မီလန်ဟာလာဇီယိုကိုရာဖေးလီယိုရဲ့တလုံးလဲတော့ဂိုးနဲ့အနိုင်ရယူခဲ့ပါတယ်။ရာဖေးလီယိုဟာထိပ်တန်းတိုက်စစ်မှုတစ်ယောက်ဖြစ်နိုင်တယ်။သူ့ရဲ့ကျွမ်းကျင်မှုတွေကရှင်းလင်းပြီးအဲ့ဒီနေရာအတွက်ပြည့်စုံတယ်လို့ AC နီးပြမတ်အယ်လီဂရီကပြောကြားခဲ့ပါတယ်။လီယိုဟာနောက်ဆုံး6ပွဲမှာ9ဂိုးသွင်းယူပြီးတကိုးဖန်တီးပေးထားခဲ့ပါတယ်။ AC မီလန်မှာအယ်လီဂရီရဲ့လက်အောက်မှာယာတီအစကောင်းမွန်ခဲ့ပြီးနောက်လက်ရှိမှာလည်းစီးရီး A ရဲ့ဂိုးသွင်းများဆုံးစားသမားလည်းဖြစ်နေပါပြီ။ဂျွန်လာမှာစာချုပ်သက်တမ်းအကုန်ဆုံးမဲ့ဘိုင်ယန်မြူးနစ်ဂိုးသမားမန်နူရယ်နူရာကစာချုပ်အသစ်လားအရေးကြီးတဲ့အချက်ကကျွန်တော်ဘယ်လိုခံစားရလဲဆိုတာပါ။ယာတီရဲ့ဒုတိယပိုင်းမှာစောင့်ကြည့်ရမှာပါ။နိုင်ငံတကာပွဲစဉ်တွေနားချိန်မက်လာလောက်မှာဒီအကြောင်းပိုစဉ်းစားပါမယ်လို့ Sky D ကိုပြောကြားခဲ့ပါတယ်။ဘာစီလိုနာတိုက်စစ်စားသမားရာဘီညာဟာကျွန်တော်ပြန်လာပြီးအသင်းကိုကူညီရတာဝမ်းသာပါတယ်။ဂိုးသွင်းတာအကူအညီပေးတာခက်စစ်လေးချိန်ငန်းတွေလောက်တာတွေကအစားပေါ့ကျွန်တော်တန်ရာရပြီးတော့ကျွန်တော်ရဲ့အကောင်းဆုံးရုပ်ပိုင်းဆိုင်ရာဘာရှင်းကိုရှာဖွေနေတယ်လို့ဆိုလိုက်ပါတယ်။ဘာစီလိုနာကအာရာဘက်ကို3-1နဲ့နိုင်ခဲ့တဲ့ပွဲမှာရာဘီညာကဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ပေးထားခဲ့ပါတယ်။အာတလန်နာကွေးရလူအီဒါဆန်ရဲ့အေဂျင့်အန်ရီကူရီကအေဒါဆာရဲ့စာချုပ်သက်တမ်း2029ခုနှစ်ဇွန်လမှာကုန်ဆုံးတော့မှာမို့သူ့ရဲ့ဈေးနှုန်းကကျဆင်းသွားခဲ့ပါပြီ။အခုသူ့ကိုယူရို30-40တန်းနဲ့ရနိုင်ပါပြီ။ခွင့်ရေးကြီးတစ်ခုပါပဲ။အာတလန်နာကပြီးခဲ့တဲ့နွေရာသီကယူရို80လိုချင်ခဲ့တာပါလို့ကာဒီနာဆာကိုပြောကြားခဲ့ပါတယ်။ဒနန်ဝင်နောက်ခံလူဒန်နီလိုရဲ့ခေါင်းတိုက်ချက်နဲ့ဖာမီလိုကိုဟာ၎င်းတို့ရဲ့၄ချိန်မြောက်ကိုပါလီပါရာဒိုရက်စုပလာကိုစုကူးနိုင်ခဲ့ပါပြီ။2026ခုနှစ်ဇွန်လတွင်ကုန်ဆုံးမဲ့ AC ဂိုးသမားမိုက်မိုင်ကန်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး AC မီလန်ဒရိုက်တာတာရီကနွေရာသီမှာမိုက်နဲ့ကောင်းမွန်တဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပြီးနောက်ပါဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ကြရအောင်။မိုက်ကအရန်ကောင်းနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီရဲ့နီးပြအလွန်ဆိုကထရန့်ကထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီးကျွန်တော်တို့သူ့ကိုလိုအပ်ပါတယ်။သူ့ရဲ့ပထမအဆုံးနှစ်ဖြစ်ပြီးဒီအချိန်ကြီးယူမှုကာလကပုံမှန်ပါပဲ။သူကကိုလည်းတောင်းဆိုတတ်ပြီးဒီတိတာထင်ရှားတဲ့ပြောင်းလဲမှုတစ်လျှောက်လုံးမှာသူ့ကိုကျွန်တော်တို့ပံ့ပိုးပေးရပါမယ်လို့နောက်ခံလူအလက်ဆန်ဒါအာနိုအကြောင်းကိုပြောကြားသွားခဲ့ပါတယ်။လီယိုမက်ဆီဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်48ကြိမ်မြောက်အရှေ့ပိုင်းကွန်ဖရင့်ချန်ပီယံဆုကိုစုကူးရရှိခဲ့တယ်လို့ဖာဘရီစီနိုရိုမာနိုကပြောကြားခဲ့ပါတယ်။မိုနာကိုအသင်းဟာ10ရောက်နဲ့ကစားပေမဲ့ဒီယာတီလီဂူးတက်မှာ PSG အသင်းကိုဒုတိယကြိမ်မြောက်1စီးနဲ့အနိုင်ရခဲ့ပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကိုဆိုရဲ့ YouTube channel လေးနဲ့ TikTok အကောင့်လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးနော်။